ပန်းချွန်တွေနဲ့နေရောင်ကြီးရဲ့အောင်မှာပဲလူတွေတစ်စက်ပြီးတစ်စက်လွန်သွားလိုက်နဲ့ပေါ်လိုက်ကြံစီအားထုတ်သမျှတွေကျွဲအရာရာနဲ့တာပဲကြိုတင်သီးလုံးနေလေဒါကိုရှောင်ဖယ်လို့လည်းမရရှာဖွေရှင်နဲ့မင်းမုန်းကကိုယ်တိုင်ပြောင်းဆုံးခဲ့တဲ့နေရဲ့ကာလများစင်ကြင်နိုင်စရာချိန်လေးနဲ့ပြင်ဆင်ဖို့အတွက်ဖြစ်ခုအသိရှိနေတယ်ကိုရှာတော့သူကောင်းတော့ရတဲ့ခုမှတော့မလို့ဘူးလေဝမ်းနေစရာကြောင့်ခုနေတော့မှမရောတဲ့ကောင်းကြီးမင်္ဂလာများလုံးအမှုတိုင်းတွေအမြဲရှာဖွေတော့ရာဘုရားမျက်မှောက်တော်ထဲမှာကောင်းရှိတယ်ပူစရာတစ်ခုမှမလို့ဘူးဒါရပြားကအမြဲတမ်းပြင်ဆင်ပေးတယ်ကိုရှာတော့သူကောင်းတော့ရတဲ့ဆုံးခုမှတော့မလို့ဘူးလေဝမ်းနေစရာကြောင့်ခုနဲ့တော့မှမရောတဲ့ကောင်းကြီးမင်္ဂလာများလုံးအမှုတိုင်းတွေမြေရှာဖွေတော့ရာရောင်မျက်မှောက်တော်ထဲမှာကောင်းရှိတယ်ပူစရာတစ်ခုမှမလို့ဘူးထာဝရဘုရားကအမြဲတမ်းပြင်ဆင်ပေးတယ်ပြားကအကောင်းဆုံးပြင်ဆင်ပေးတယ်ကျမ်းစာကိုသူရောက်စီတိုင်းဖျားရှင်တာ၍ကောင်းကြီးပေးတော်မူပါစေအာမင်